ကျမကိုသွားလဲရင်းနဲ့မှပေါ့နော်မြန်မာစားတော့ဆိုင်ဆိုင်နဲ့မြန်မာအကူကနေပြီးတော့ပန်းပွဲတော့ရှိရသွားလဲပါလားအရန်ပြောစရာကောင်းတယ်မီးတွေလည်းအရန်လာတယ်ပန်းတွေလည်းအရန်လာတယ်ပေါ့နော်ညဘက်ဆိုပို့ပျော်ဖို့ကောင်းတယ်ဆိုတာနဲ့အမတ်မထင်မဲ့ရောက်ရှိသွားတဲ့နေရာလေးပါဒီနေရာလေးကကြောက်လေတပုံရိုက်တင်တာပဲတွေ့တယ်ပေါ့နော်ဘရော့လေးမတင်တာဖြစ်တဲ့အတွက်ကြောင့်မလို့သွားလဲခြင်းတဲ့လူတွေသိအောင်လို့ဒီဘရော့လေးကိုလုပ်ပေးလိုက်ရခြင်းဖြစ်ပါတယ်ရှင်ဒီနေ့ဘက်မှာတော့ပန်းနေနဲ့ဓာတ်ပုံရအရန်လာတာပေါ့နော်ဒါပေမဲ့မြင်ကွင်းနှစ်ခုလုံးကိုမြင်စင်နေဆိုရင်တော့ညဘက်သွားတာတော့ပိုကောင်းပါတယ်အဲ့တော့လင်းလင်းထင်းထင်းလေးနဲ့ပန်းလေးနဲ့ကောင်းမလေးတွေလှလှပပလေးဓာတ်ပုံရိုက်ချင်နေဆိုရင်တော့ညနေဘက်လောက်တည်းသွားပါပေါ့နော်အဲ့ဆိုရင်တော့မြင်ကွင်းနှစ်ခုမြင်ရပါမယ်ဒီ LED Festival ကကြာတော့သူည9နာရီလောက်ကနေစရဲပေါ့နော်သူကတနာရီချားတစ်ခါပေါ့နော်တနာရီချားတစ်ခါခုနကလိုမျိုးမီရှူမီပန်းတွေဖောက်ပေးတာတို့ပြီးသွားလို့ရှိရင်ဒီ LED dancing ပုံစံမျိုးပေါ့နော် LED Festival ဒီအပြပွဲတွေလုပ်ပြီးတာမျိုးတို့အဲ့ဒါမျိုးတွေကတနာရီချားတစ်ခါမှရှိပါတယ်ရှင်သူစီမာလေးပန်းမျိုးစားပေါင်းနေအများကြီးရှိအဲဒီလိုမျိုးဖောက်တာကိုပြောတနာရီချားတစ်ခါလုပ်ပေးရဲတဲ့ဆိုတော့ကိုသွားရဲ့ချိန်ကနေတိုက်ဆိုင်သွားတာပေါ့နော်ဒါပေမဲ့လေသူ့ရဲ့ခြံကြီးကအကျယ်ကြီးပဲပန်းခြံကြီးကအကျယ်ကြီးပဲပေါ့နော်အဲ့တော့ဟို TikTok တို့ဒီ Facebook တို့ Google တို့မှာပေါ့နော်ချင်းမိုင်flower festival ဆိုပြီးရိုက်ရှာလိုက်ရင်တွေ့ပါတယ်သူ့ရဲ့နာမည်လေးကတော့ Chamming ပေါ့နော်2026ဒီ January လအထိရှိမယ်ပေါ့နော်နောက်လအထိရှိမယ်လို့သိရပါတယ်အရန်ကိုပြောစရာကောင်းတာပါညဘက်လည်းလှတယ်နေ့ဘက်လည်းလှတယ်ပေါ့နော်ညဘက်ဆိုရင်တော့ပန်းကောမီရောမြင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်မျိုးလုံးမြင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့မှလှတယ်ပေါ့နော်ကိုကပန်းနေနဲ့ပဲဒီခြာလေးရိုက်ချင်တယ်ကျမဆိုပန်းအရန်ကြိုက်တယ်ကွာအဲ့ဒါဆိုရင်တော့ညနေပန်းနေခင်းပန်းအဲ့လောက်ကလေးကနေသွားပြီးတော့မှ LED တွေလည်းကြည့်ပြီးမှပြန်လာခဲ့ပေါ့နော်ဆိုတော့ဒါချင်းမိုင်မှာဆိုလို့ရှိရင်ချင်းမိုင်ကိုသွားလဲတာပဲဖြစ်ဖြစ်ချင်းမိုင်မှာနေတာပဲဖြစ်ဖြစ်ဒီနေရာလေးကိုသွားလဲဖို့တော့ recommend လုပ်ပါတယ်ဈေးတန်းလေးမှာလည်းမြန်မာဆိုင်ကြီးလည်းအများကြီးရှိတာမလို့ကိုကတော့တဝါကြီးစားခဲ့ပါတယ်ဒါပေါ့လေမပြန်တွေ့ပါမယ်ရှင် bye bye